စစ်ဆိုတာဒီကမ္ဘာလောကကြီးထဲမှာအမှန်တကယ်ပဲရှိနေလားကိုယ်အတွက်အရာရာကြုံဆုံမှုသမျှရှိတော့မှာအမှန်တကယ်ပဲစစ်မနေပါမင်းတယောက်သာကိုယ်တမိုးထားရှိခဲ့တာအခုတော့လဲလေးတခြားသူလက်ထဲမှာတလောက်ရှိတာပါဒါပေမဲ့လည်းမင်းတယောက်ဟာကိုယ့်ရဲ့ရှိကိုမမြင်နိုင်ခဲ့ဘူးလားနှလုံးသားထဲမှာလဲမင်းတယောက်ပဲရှိခဲ့တယ်နောက်ဘဝထိတိုင်ဆက်ရှိသွားပါမယ်ကိုရှိနေစေမင်းတယောက်ကိုပဲကိုရဲ့အဝေးကိုပြေးထွက်သွားသူရဲ့ကိုအသက်ရွယ်အရာလွန်နေတယ်မင်းထားခဲ့တဲ့ဒီနေရာလေးမှာကိုတယောက်တည်းပါရှိတာပါစကားလေးများတီတာပြောခဲ့တာလေအချိန်ခါတွေမနေပါယုံစားခဲ့ရသူမတကယ်ဟောမှန်နေတာအခုကြတော့လေအရှိတဲ့နဲ့တွေကဒါကြောင့်လေကွာဒီလောကကြီးထဲမှာအရှိစစ်ဆိုတာမယုံကြ